ဒီနေ့ကအတွေးတွေနည်းနည်းလေးများတယ်ပေါ့နော်အတွေးတွေများတယ်အတွေးလေးတွေဝင်လာတယ်ဆိုတာကလည်းအကျိုးရှိမဲ့အတွေးလေးတွေပါအကုန်လုံးတကယ်ချင်းတို့အားလုံးအကျိုးရှိမဲ့အတွေးလေးတွေပေါ့အဲ့ဒါကဘာလဲဆိုတော့ကိုယ်တိုင်လဲကြုံရတယ်လေဥမာကွာဥမာလမ်းမှာတွေ့လို့ပခုံးချင်းတိုက်သွားလိုက်လို့စကားမျိုးများတယ်ပြဿနာလေးဖြစ်တယ်ဆိုရင်အဲ့ဒီဟာကိုပြဿနာမဖြစ်အောင်ရှောင်ထွက်လိုက်လို့ရတယ်ဒါအဲ့လိုမျိုးကြရှောင်ထွက်လို့ရတာပေါ့တချို့ပြဿနာတွေကကြတော့ရှောင်ထွက်လို့မရဘူးဥမာငငယ်တွေကပေါင်းလာတဲ့တငယ်ချင်းတွေရှိမယ်ရက်ကွက်ထမှာပေါင်းနေတဲ့ရက်ဆွေရမျိုးတွေမိတ်ဆွေမိကောင်းတွေရှိမယ်ကွာအဲ့လိုလေးကြတော့ရှောင်ထွက်လို့မရဘူးပြဿနာဖြစ်တိုင်းရှောင်ထွက်လိုက်လို့မရရှောင်ထွက်လိုက်တဲ့ခါကျတော့ဘာဖြစ်လာလဲဆိုရင်သူတို့တွေနဲ့အခေါ်ပြောတွေကမဲ့သွားလိမ့်မယ်တော့ပြဿနာတိုင်းမှာရှောင်ထွက်လို့မရဘူးအဖြေရှားတယ်အိမ်အောင်ရေးမိသားစုရေးမိဘတွေနဲ့ညီကိုမောင်နှမတွေနဲ့ပြဿနာတွေဖြစ်ပြီးစကားများကြပြီဆိုရင်အဖြေရှားတယ်အဖြေရှာမှရေရှည်ဆက်ဆံရေးကကောင်းမှာပဲအဖြေမရှာလို့မရဘူးတချို့တွေကအဖြေမရှာဘူးပြောပြီးဆိုပြီးဖြစ်သွားပြီးကိုလိုချင်တော့ရှာကြတာကိုလိုချင်တာရှာရဲဆိုတော့ဘာလဲဆိုတော့ကိုတောင်းပန်တာလိုချင်တယ်ဘယ်လိုပြောမလဲကွာသူမမှားဘူးပေါ့သူ့ကိုတောင်းပန်တာအဲ့လိုမျိုးတွေလိုချင်တဲ့ခါအဲ့တော့အဲ့ဒီခါတည်းကတောင်းပန်လိုက်တယ်ပဲထားအောင်အဲ့ဒါလဲခဏတာရှောင်ထွက်သွားတာအဖြေမဟုတ်ဘူးအဲ့ဖြစ်လိုက်ပြဿနာတိုင်းကိုရှောင်ထွက်သွားတာကအဆုံးသက်လည်းမဟုတ်ဘူးအဖြေလည်းမဟုတ်ဘူးအဲ့တော့တချို့ဟာတွေကဒီမှာတွေးလိုက်ပြောတာကနားပူတယ်နားညည်းတယ်ဆိုရှောင်ထွက်သွားရတယ်ရှောင်ထွက်သွားလို့ရတယ်အဲ့တခဏတာမှာတော့ရှောင်ထွက်သွားလို့ရလိမ့်မယ်နောက်ဆိုရင်ရှောင်ထွက်လို့မရဘူးဟုတ်ပြီအဲ့ခဏတာရှောင်ထွက်သူကသွားပြီးလို့ပြန်တွေ့ရင်ဘယ်လိုလုပ်လဲဒီအရက်တင်းနေမှာပဲအဲ့ဒီဟောဖြစ်လာတဲ့အချိန်တွေများလာပြီဆိုရင်အဲ့ဒါကပြဿနာကြီးအောင်လုပ်လိုက်တာရှောင်ထွက်တာတွေများလာပြီဆိုပြဿနာကြီးကြီးလာပြဿနာကြီးကြီးလာပြီအသက်အရွယ်တွေကြီးလာတော့မှကိုလိုချင်တာကိုလှုပ်ယူမယ်ဟေ့ဆိုရင်မရတော့သွားပြီအဲ့ကြတော့ကိုကောဘယ်လိုလုပ်မလဲကြာရှည်ပေါင်းတဲ့ဆက်ဆံတော့မယ်ဟေ့ဆိုရင်ပြဿနာမဖြစ်အောင်နေဒီပြဿနာလေးတွေကကြောက်ကစားလေးတွေဖြစ်လာပြီဆိုအဖြေရှာဖြေရှင်းဘာလို့ဒီကြောက်ကစားဖြစ်တာလဲโอเคဒီကြောက်ကစားမဖြစ်အောင်ဘာလို့ဘာလုပ်ကြမလဲဆိုတဲ့အဖြေရှာမယ်ရှောင်လို့မရဘူးရှာမှာမရှောင်နဲ့ရှာအဲ့တော့အဖြေရမှာဆက်ဆံရေးကောင်းမယ်ငြိမ်းချမ်းမယ်အဲ့တော့ဖြေရှင်းရတဲ့တတိလည်းရှိရမယ်ဖြေရှင်းရတဲ့တတိမရှိလို့မရဘူးအဲ့တော့တချို့တွေကတော့တချို့တွေမြင်မှုပါတယ်တကူဖြစ်လာပြီဆိုရင်အဖြေမရှာတော့ရှောင်ထွက်သွားတယ်အဲ့တော့လက်ခံတဲ့လူရှိတယ်ဒါပေမဲ့ငါကတော့ဖြစ်လာတဲ့ပြဿနာတိုင်းမှာအဖြေမရှာဘဲနဲ့ရှောင်ထွက်တာကိုလုံးဝလက်မခံငါလိုလူကတော့ပြဿနာတိုင်းမှာအဖြေရှာတာကိုပဲကြိုက်တဲ့လူလက်ခံတဲ့လူဖြစ်တယ်အဲ့တော့ငါကတော့အေဂျင့်နေချင်တာဖြစ်တဲ့အတွက်အဖြေရှာမယ်အေဂျင့်မှုကိုရှာမယ်တကယ်ချင်းတို့โอเค